ကစားမဘောအသင်းကိုကိုရပြင်းပြောင်းခဲ့ပြီဖြစ်တဲ့ဂိုကြီးမန်စီအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကစားမဘောအသင်းကိုကိုရပြင်းပြောင်းခဲ့ပြီဖြစ်တဲ့ဂိုကြီးမန်စီဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါလီယိုနယ်မက်ဆီဟာတရားဝင်ပွဲစဉ်တွေမှာကစားမဘောအသင်းကိုကိုရဆိုတဲ့မြို့နိုင်ဆရာမှတ်တိုင်ကိုထပ်မံစိုက်ထူနိုင်ခဲ့ပြန်ပါပြီအာဂျင်တီးနားကနဝင်ဟာသူ့ရဲ့ကာလာရှေ့ပြန်ပဲဖြစ်တဲ့ခရစ္စတီယာနိုရိုနယ်ဒိုပြီးဒီမတ်တိုင်ကိုရောက်ရှိတဲ့ဒုတိယမြောက်ကစားမဖြစ်လာခဲ့တာပါဒီသမိုင်းဝင်ခိုက်ကြ2016ခုနှစ်မတ်လ16ရက်နေ့ကစားခဲ့တဲ့အင်တာမန်မီအသင်းနဲ့ Nashville အသင်းတို့ရဲ့ကွန်ကာကက်ချန်ပီယံဖလားဒုတိယကြော့ပွဲစဉ်မှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အဲဒီကမှကစားခဲ့တဲ့အိမ်ညဟာမိုင်ယာမီအသင်းတော်စိတ်ပြည့်စရာနဲ့အဆုံးသတ်ခဲ့ရပါတယ်။မန်စီယာပွဲစပြီးမိနစ်ပိုင်းမှာတင်ဂိုးစသွင်းခဲ့တာပါ။အာဂျင်တီးနားသားဟာကိုရီးယားထဲမှာဘောလုံးလက်ခံရရှိပြီးပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့သူ့ပုံစံအတိုင်းဘယ်ခြေတဲကိုဆွဲဝင်ပြီးကိုသမားမမီနိုင်တဲ့အနေဘောနဲ့ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ဒါမက်ဆီရဲ့900မြောက်သွင်းကိုဖြစ်ပြီးဒီဂိမ်းကနက်ဟာဒီကမ္ဘာလုံးကဘောလုံးပရိသတ်တွေကိုအားအသင်းစေခဲ့ပါတယ်။ဒါပေမဲ့ Nashville အသင်းကပြန်လည်တိုင်းဆင်ဆင်ခဲ့ပြီးဒုတိယပိုင်းမှာ Christian Espinosa ကခြေပါကိုပြန်သွင်းခဲ့ပါတယ်။ဝဲကတစ်ဖက်တစ်ကုန်းစီပြီးဆုံးခဲ့ပြီးတော့ပထမကြောကဂိုးမရှိသေးချခဲ့တာကြောင့်ဝဲကိုစီမီရောမိုင်ယာမီအသင်းဟာချန်ပီယံဖလားခီးစဉ်ကနေထွက်ခွာခဲ့ရပါတယ်။ကြားလက်ပိုင်းဟာရှုံးနေခဲ့ပေမဲ့လူတိုင်းအာရုံကတော့မန်စီရဲ့အောင်မြင်မှုအပေါ်မှာပဲရှိနေခဲ့ပါတယ်။ Nashville နီးပြ BJ ကာလန်ထန်ကလည်းဂိုးပေါင်း900အတွက်သူ့ကိုဂိုးယူပါတယ်။သူကအကောင်းဆုံးပါပဲလို့ပွဲပြီးမှချီးကျူးသွားခဲ့ပါတယ်။လက်ရှိမှာအသက်38နှစ်အရွယ်ရှိနေပြီဖြစ်တဲ့လီယိုနယ်မက်ဆီဟာဒီတွင်းဝတွေကိုဆယ်စုနှစ်တစ်ခုကျော်ကြာတောက်ပါခဲ့တဲ့သူ့ရဲ့ခီးစဉ်တစ်လျှောက်မှာအခုလိုဆူတောင်းခဲ့တာပါ။မန်စီဟာဘာစီလိုနာအသင်းအတွက်690ကိုအင်တာမီအသင်းအတွက်80ကိုPSGအသင်းအတွက်32ကိုနဲ့အာဂျင်တီးနားအသင်းအတွက်135ကိုအသီးသီးသွင်းယူပေးထားခဲ့တာပါ။မက်ဆီဟာသွင်းကို900ကိုပွဲပေါင်း1142ပွဲမှာရောက်ရှိခဲ့တာဖြစ်ပြီး2024စက်တင်ဘာမှာဒီမှတ်တိုင်ကိုရောက်ခဲ့တဲ့ရန်ဒိုရဲ့1936ပွဲထက်ပိုမြန်ခဲ့ပါတယ်။ရန်ဒိုကတော့အခုလိုသွင်းကို965ကိုနဲ့ဂိုး1000ပြေးဖို့ကြိုးစားနေတော့မယ်ဖြစ်ပါတယ်။ဒါ2025-26ရာသီအတွင်းမက်ဆီရဲ့ပထမဆုံးအောင်မြင်မှုတော့မဟုတ်ပါဘူး။မက်ဆီကပြီးခဲ့တဲ့နှစ်ကမေဂျာလိရှင်မန်ဆုကိုသွင်းကို29ကိုနဲ့ရရှိခဲ့သလိုပြန်ပွဲအကောင်းဆုံးကစားမဆုအင်တာမီအသင်းကိုမေဂျာလိချန်ပီယံဆုဖလားရရှိအောင်လည်းဦးဆောင်ပေးခဲ့ပါသေးတယ်။ဒီလိုမှတ်တိုင်တွေကမက်ဆီဟာဘာကြောင့်တမိုင်းတစ်လျှောက်အကောင်းဆုံးဖြစ်နေရလဲဆိုတာကိုသတိပေးနေတာပါ။2019ခုနှစ်ကတနေ့တည်း60ကိုသွင်းခဲ့တာကနေဘာဘလောက်အောင်မြင်မှုအထိမက်ဆီဟာမဖြစ်နိုင်တဲ့စံချိန်တွေကိုအမြဲတမ်းရေးထိုးနေတော့မယ်ဖြစ်ပါတယ်။တင်းကို900ဆိုတာမြို့နိုင်စရာကိန်းဂိမ်းတစ်ခုဖြစ်ပြီးမန်စီစီကနေနောက်ထပ်မော်ဆန်နဲ့ခိုက်တန်တွေကိုထပ်ပြီးမြင်တွေ့ရအောင်ပါသိကြပါရင်ဒီနေ့ဒီစမ်းမှုကတော့ပါမယ်နောက်ဆုံးရအောင်စားတဲ့နေ့အပြောင်းရွှေ့တဲ့နေ့ပွဲကြိုပွဲပြီးသုံးသက်ချက်တွေပြီးစိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ